အားလုံးပဲမင်္ဂလာပါကျွန်တော်ဝင်းကို Paris လာ YouTube channel လေးကကြိုဆိုပါရစေကျွန်တော် YouTube channel လေးမှာဗီဒီယိုတွေမတင်ပြတာလည်းကြာပြီပေါ့ဒီနေ့မှာကျွန်တော် iPhone 11ကို iOS 27 beta လေးတင်ပြီးတော့ကျွန်တော်တို့ဘာတွေကွာခြားမှုရှိသွားလဲဆိုတဲ့အကြောင်းလေးကျွန်တော်ပြပြပေးမယ်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ရတယ်ဆို like and subscribe လေးလုပ်ခဲ့ဖို့လို့လည်းမမေ့ပါနဲ့ဒီက11ကစပြီးရရှိရဆိုတော့ဗျာ budget phone အနေနဲ့ iPhone 11လို့ series မျိုးကိုနောက်ဆုံး up to date ပေးနေသေးတဲ့အတွက်ကြောင့်ကန်ရတဲ့ user တွေတော်တော်လေးကိုကျွန်တော်တို့တန်သွားပြီဗျာနော် okay ကျွန်တော်စလိုက်မယ်ဒီ upgrade ကိုတင်နေခြင်းမှာကျွန်တော်တို့တင်ပြီးခြင်းမှာเนาะကျွန်တော်ခံစားရတဲ့ချက်နှစ်ချက်ရှိပါတယ် iOS 26မှာတော့လို့ကျွန်တော်စက်ပူခြင်းတို့ battery စားခြင်းတို့စက်ဟန်းခြင်းတို့လုံးဝမဖြစ်ပေါ်ဘူးအဲ့ဒါတော့မှဒါတော့မှကျွန်တော်တို့ Dipro မှာ beta version ပဲရှိသေးတယ် battery စားခြင်းမရှိဘူးစက်ပူခြင်းမရှိဘူးဒါကျွန်တော်လက်ရှိversion တင်တဲ့အချိန်မှာအကြိုက်ဆုံးနှစ်ချက်နောက်ဘာတွေပြောင်းလဲသွားလဲဆိုတော့ ABB icon တွေမှာ26တက်နည်းနည်းလေးပြောင်းလဲမှုရှိတယ် Sabri ထဲမှာကျွန်တော်တို့ဒီမှာ menu တွေပြောင်းလဲမယ်เนาะပြီးတော့ဒီမှာကျွန်တော်တို့liquid color inferior မှာလည်းကျွန်တော်ပြောင်းလဲမှုတွေရှိရ27နဲ့မတူ security privacy ဘိုင်းမှာလည်း upgrade လေးတွေပါတယ်ဒါပေမဲ့ iOS 11ကနေပြီးတော့15အောက်ထိကိုသူက iOS 27ရဲ့ကျွန်တော် feature အကုန်လုံးကိုသုံးလို့မရဘူး iOS 15 Pro ကစပြီးတော့ပဲကျွန်တော်အဲ့ model အထက်တွေကပဲကျွန်တော် AI နဲ့ပတ်သက်တဲ့ AI addition တို့ AI performance တို့အကုန်လုံးကိုသုံးလို့ရဘူးလိုပဲဖြစ်ဖြစ်ဗျာ upgrade ရနေစေ phone တစ်လုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလို budget phone တစ်လုံးအနေနဲ့ကတကယ်ကိုတန်တယ်လက်ရှိဒီ iOS 11ကင်လာတဲ့ user တွေသုံးဖို့11ဝယ်ကင်မဲ့ user တွေကလုံးဝတန်သွားပြီ up to date ဖြစ်သွားပြီ27ရသွားတာဗောနော်နောက်တော့အခုကကျွန်တော် Dipro မှာ beta version ဖြစ်ပါတယ်ဒါကြောင့်လက်ရှိကျွန်တော်တို့ဒီ upgrade တင်ရမလားလို့မင်းနေတဲ့ user တွေ upgrade တင်နေတဲ့ user တွေကတော့မတင်နဲ့ဟုတ်ဒါကျွန်တော်တို့ကဒီ upgrade တင်နေဆိုတာကကျွန်တော်တို့က user တွေ customer တွေကိုပြချင်လို့တင်တာတင်လို့ရမယ်အချိန်ဆောက်ရမယ်6လပိုင်းမှာကျွန်တော်တို့ stable ထွက်မယ် stable ထွက်မှတင်တာပိုပြီးစစ်ဖြစ်တယ်ဒီလိုမျိုးကျွန်တော်တို့ Dipro မှာ beta version ဆိုတော့တို့စမ်းသက်ဆဲ version ဖြစ်တယ်စမ်းသက်နေတဲ့အချိန်မှာ error တစ်စုံတစ်ခုဖုန်းတိုင်းမှာမတက်သွားဘူးလို့ပြောလို့တော့မရဘူးဒီဖုန်းကိုတင်တဲ့အချိန်မှာတက်ပြီမဲ့ကိုဖုန်းတင်တဲ့အချိန်တက်သွားနိုင်တဲ့အတွက်ကြောင့်လက်ရှိမှာတော့ကျွန်တော်ကတော့ upgrade ကိုမတင်စေချင်သေးဘူး stable ထွက်မှပဲတင်ပါเนาะလက်ရှိတော့မတင်နဲ့ဟုတ်เนาะဒါကျွန်တော်လက်ရှိတင်ပြရဲဆိုတာလဲ customer တွေ user တွေအတွက်ရှင်းပြပေးခြင်းလို့တင်တာဒါလို့ error တက်ရင်လည်းကျွန်တော်ခံရမှာဗျာเนาะ beta တွေသွားတင်နေမှာဆိုလို့เนาะဒါပေမဲ့ဒီနှစ်ချက်ကတော့အခုနကျွန်တော်ပြောတဲ့နှစ်ချက်ကတော့ကျွန်တော်တို့လက်ရှိ iOS သုံးတဲ့ user ရဲ့အတွက်ကျွန်တော်တို့စိုးရိမ်စရာမလိုတော့ဘူးဗျာအဓိကလည်း iOS user တွေတက်က battery မခံတာတို့ကျွန်တော်တို့ဆက်ဟန်းတာတို့နောက်တစ်ခုကကျွန်တော်တို့ဒီစက်ပူတာတို့ကြောင့်ကျွန်တော်တို့ဖုန်းတွေကိုပြန်ရောင်းလိုက်ကြတဲ့ user တွေအများကြီးရှိတယ်26 version တော့ပြောတာဖုန်းတွေပြန်ရောင်းလိုက်ကြတာတွေတွေ့တယ်ဘာလို့လဲဆိုတော့အဓိကတော့ average ကြောင့်ဖြစ်တာပါ iPhone မှာ hand တယ်ဆိုတာမရှိပါဘူးเนาะအဲကြောင့်မလို့ iOS 11သမားတွေအတွက်ကတော်တော်လေးကိုကျွန်တော်တို့တန်သွားပြီเนาะဒါကျွန်တော်11 version လေးတင်ပြထားတာဖြစ်ပါတယ်6လပိုင်းမှာတော့ official ထွက်မယ်ဆိုပြီးတော့ကျွန်တော်တို့ဒီ Apple ကနေပြီးတော့ထုတ်ပြောထားတာပေါ့เนาะဒီ version ကိုသူတို့တွေအရင်ဆုံး error ကင်းအောင်အရင်ဆုံးလုပ်အောင်ပါလက်ရှိဒီကတော့ error ပါတယ်လို့တော့ပြောလို့တော့မရသေးပေမဲ့သူတို့လိုချင်တဲ့ဟာတွေထပ်ပြီးပြောင်းလဲမယ် AI ဘိုင်းပါတွေကအများကြီးလောက်အောင်ပါ AI နဲ့ပတ်သက်လို့က Apple က blame ခံရတာဆိုတော့ဒီတစ်ခေါက် app ဒီတစ်ခေါက် version မှာ AI နဲ့ပတ်သက်လို့တော်တော်လေးကိုအလုပ်လုပ်ထားတယ်เนาะ15 Pro အထက်ဖုန်းတွေက AI addition တွေပါတယ်အကုန်ရမယ်เนาะကျွန်တော် photo ရိုက်လိုက်ပြီးဆိုတာနဲ့ laser cut ကျွန်တော်တို့ဒီ scan ဖတ်ပြီးတော့ contact မှတ်တာတွေပါတယ်အဲ့ဟာတွေကအကုန်လုံးမပါသွားမှာ15 Pro အထက်မှာပါသွားမှာဘယ်လိုဖြစ်ပါကျွန်တော်11ကင်နေတဲ့သူတို့မို့11ဝယ်ကင်မဲ့ user တယောက်အနေနဲ့က iOS 27 up to date ရနေသေးတဲ့အတွက်ကြောင့်မို့လို့လက်ရှိဒီတော့ budget phone တစ်လုံးအနေနဲ့ကင်မယ်ဆိုရင်တော်တော်လေးကိုတန်သွားတဲ့ phone တစ်လုံးအနေနဲ့ပြောကြပြီးတော့ကျွန်တော်ဒီ video လေးကိုဆုံးသက်ခွင့်ပြုပါနောက်တဲ့ video လေးတွေမကြကျွန်တော်တင်ပေးပါမယ်ဗျ video လေးကိုဆုံးကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ